အသက်50ကျော်ပသိမ်မျိုးကဦးလေးဆိုလို့ရှိရင်ဒီဂျိုလီကိုတလားစာသုံးဆွဲပြီးတော့စကားပြောရင်ကတွင်းနဲ့အာဘုံနဲ့လုံးဝမနန်တော့ဘူးဆိုတဲ့အကြောင်းကိုပြန်လာပြောနေခိုတနေ့ကပဲပေါ့နော်အဲ့တော့သူကစကားပြောရင်ပါဇက်ကအနံ့နေထွက်တယ်ကတွင်းနဲ့အာဘုံနဲ့နေနန်လာတာကအရင်ကမနန်ဘူးအခုနောက်ပိုင်းမှာနန်လာတာပြောမဆိုလပိုင်းပဲရှိသေးတယ်သွားလဲပုံမှန်တိုက်တယ်ပလုတ်လဲပုံမှန်ကျင်းရတာနဲ့ပါဇက်ကအနံ့ဇိုးထွက်လာတဲ့အခါကျတော့သူ့အနေနဲ့ဘာလို့လောက်ရမှန်းလဲမသိဘူးတိုက်ဆိုင်သွားနဲ့ပဲသူတစ်တော့မှာကိုဆွဲရဘူးကိုသွားမြင်တယ်ကိုစောဘာပြောထားလဲဆိုတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းလုပ်ဖို့လိုအပ်လာတဲ့အခါမှာစကားပြောတဲ့အခါမှာပါဇက်ကအနံ့နေထွက်လာတယ်ဆိုတော့ဗီဒီယိုကိုသူ့မြင်တော့ကိုစောကိုဆက်သွယ်ပြီးတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုသူထိထိရောက်ရောက်လေးလှုပ်ချင်တယ်တဘာဝနီလန်းနေကိုတိပင်မဲ့မလှုပ်ချင်ဘူးပေါ့နော်အဲ့တော့စကားပြောလို့ပါဇက်ကအနံ့မထွက်တော့ဘူးဆိုလို့ရှိရင်ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လေးလှုပ်ချင်တာဖြစ်တဲ့အတွက်ကိုစွမ်းရောက်တဲ့ဒီဂျိုလီလေးကိုတလားစာပို့ပေးပါဆိုပြီးတော့သူဝယ်သွားတယ်သူကကြတော့တလလုံးသုံးဆွဲစရာမလိုဘဲနဲ့15ရက်လောက်သုံးဆွဲပြီးသွားတဲ့အခါမှာဗဇက်ကအနံ့ထွက်တာတိတိတသားကိုမနန်တော့ဘူးပြီးတဲ့အခါမှာ तू ကကိုစောကိုမပြောပြခဲ့တာဘာလဲဆိုတော့ဝမ်းချုပ်တာကို तू မပြောပြအောင်ဒါပေမဲ့ तू ဒါကိုသုံးဆွဲပြီးသွားတဲ့အခါမှာမနက်မိုးနေတဲ့အခါကျရင်ဘိုက်ရင်ဘိုက်နာမျိုးလုံးဝမဖြစ်ဘဲနဲ့သူစားထားသမျှအကုန်လုံးကိုစွန့်ထုတ်တယ်လုံးဝပျော့ပျော့နေပေါ့နော်အကုန်လုံးကုန်စင်သွားအောင်သူစွန့်ထုတ်တယ်ပြီးတဲ့အခါမှာစကားပြောတဲ့အခါမှာလည်းဗဇက်ကအနံ့မနန်တော့ဘူးမထွက်တော့ဘူးပေါ့နော်အဲ့တော့ तू ကဘာထက်လာပြောလဲဆိုတော့ तू တလားစာသုံးဆွဲပြီးသွားရင်ထပ်ပြီးသုံးဆွဲလို့ရလားအခုဆိုရင် तू ကဝမ်းလဲအရန်မှန်သွားပြီပြီးတဲ့အခါမှာဗဇက်နန်တာတွေလည်းမဖြစ်တော့ဘူးအဲ့တော့ကိုစောင်းလည်းအရန်ကျေးဇူးတင်တယ်ပီတိလည်းအရန်ဖြစ်တယ်အဲ့တော့ပြောချင်တာကအနာနဲ့စိတ်တဲ့သွားလို့ရှိရင်အချိန်တိုတွင်းမှာဗဇက်နန်တာလည်းနန်မှာမဟုတ်တော့တလို့ဝမ်းအရန်ချုပ်လို့ရင်လည်းချုပ်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာဒီဂျိုလီကတပူးပါဆိုလို့ရှိရင်9ရက်စာပဲပါတယ်တလားစာဆိုရင်4ဘူးအဲ့တော့ဘာနေနေတလားစာလောက်တော့သုံးပေးရမယ်သူ့ကိုညဘက်အိယာဝင်ကနေမှရေခဲရီတောင်းမို့ရိုးရီနဲ့ဖြော်ပြီးတော့တောက်မယ်ဆိုရင်အဆင်ပြေတယ်အားတာချက်ကအမြဲတမ်းသုံးဆွဲကြရမလို့ဘူးတလားသုံးဆွဲပေးရင်ရတယ်လူငယ်လူလက်လူကြီးတွေးတိုးရှိတို့လေးဘက်နာအဆိုင်တမှာအကုန်သုံးဆွဲလို့ရတယ်အဲ့တော့မတက်ရပါညာလဲဘာမှမဖြစ်ဘူးလူကြီးတွေလည်းအရင်အဆင်ပြေတယ်သူ့ကိုညဘက်အိယာဝင်ကနေတောက်ပြီးသွားပြီဆိုရင်မနဲ့မွေးတဲ့အခါကျရင်ဝမ်းသွားတယ်အဲ့တော့ဝမ်းသွားတယ်လို့ပြောလို့ तू ကဝမ်းတော့စီးလည်းမဟုတ်ဘူးဘိုက်ရိပ်ပိုင်းနာမျိုးလုံးဝမဖြစ်ဖ ೇನೆ ကိုစားထားသမျှအကုန်လုံးကိုချောချောချူချူနဲ့အကုန်လုံးစွန့်ထုတ်ပေးတာအဲ့စွန့်ထုတ်တဲ့အခါမှာအဲ့ဦးနေရာမှာကတ်နေတဲ့အညစ်အကြေးတွေကြွားကြပျော်ကြပြီးတော့ဦးရှင်းနဲ့ဦးတန့်နဲ့စကားပြောတဲ့အခါမှာဗဇက်ကအနံ့နေလဲနာမှာမဟုတ်တော့ဘူးဆိုတော့လိုအပ်တယ်ဆိုလို့ရှိရင်သူ့ကိုတလားစာလောက်တော့သုံးဆွဲစေခြင်းနဲ့အခုကိုစွမ်းပြောတာနဲ့မလုံလောက်သေးဘူးဆိုရင်ဆက်သွယ်ပြီးတော့အသေးစိတ်ကိုမေးလို့ရတယ်ဆွေးနွေးလို့ရတယ်တိုင်ပင်လို့ရတယ်ပေါ့နော်အဲ့တော့တပူးမှာဆိုလို့ရှိရင်တော့9ရက်စာပါပါတယ်လိုအပ်တယ်ဆိုရင်တော့ဝယ်ပါမလိုအပ်ဘူးဆိုရင်မဝယ်ပါနဲ့သူ့ကိုသုံးဆွဲပြီးတော့စကားပြောရင်ပါဇက်အနံ့မနန်တော့တဲ့သူတွေဝမ်းမှန်သွားတဲ့သူတွေအများကြီးမှအများကြီးပဲရှိတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုရင်ဆက်သွယ်ဖို့ပြောချင်ပါတယ်ခင်ဗျာ